ကျမတို့ရဲ့ဒီလူသားမျိုးနွယ်ဇာလန္နာဘလောက်အတိတ်ထိဘလောက်ထိများရှည်လျားလဲဆိုတာသိချင်ဘူးကြမှာပါဟုတ်ကဲ့တော်တော်လေးကိုရှည်လျားလေဇလန်းကြီးပါပဲဒီနေ့တော့လေနောက်ဆုံးတစ်ပံလေ့လာမှုတွေကနေပေါ့လူသားမျိုးနွယ်ရဲ့နှစ်တန်း25တန်းလောက်ကြာမြင့်ခဲ့တဲ့မိသားစုသမိုင်းကြောင်းတွေကစိတ်ဝင်စားရချက်တချို့ဆွေးနွေးကြည့်ကြရအောင်ကောင်းပါရဲ့လွန်ခဲ့တဲ့နှစ်တန်း25တန်းဆိုတာကကဘာကြီးကအခုနဲ့တော်တော်ကိုကွာခြားတဲ့အချိန်ပေါ့လေဟုတ်မှာပဲနော်အခုထက်ပိုပူနွေးတယ်ပိုဆိုးဆွတ်တယ်အာဖရိကနေဥရောပတောင်ပိုင်းအထိတက်တော်ကြီးတွေဖုံးလွှဲနေတဲ့ကာလအော်အဲ့ဒါကိုပညာရှင်တချို့ကမြောက်ဝံများရဲ့ကဘာလို့တောင်တင်စားခေါ်ကြတယ်မြောက်ဝံမျိုးစိတ်တွေရာနဲ့ချီပြီးတက်ပင်ဒီပေါ်မှာပဲကြီးစုံနေခဲ့တာအဲ့ဒီမြောက်ဝံနေအများကြီးတဲ့ကမှတခေါင်ကကျမတို့ရဲ့ရှေးအကြဆုံးဘိုးဘေးဖြစ်နိုင်တယ်လို့ဆိုကြတယ်နော်ဟိုစပိန်မှာတွေ့ရတယ်ဆိုရင် Pyrolapithecus လားဟုတ်ပါတယ် Pyrolapithecus ပွာတကယ်ကိုအရေးပါတဲ့အချက်လက်တွေပြင်နိုင်ခဲ့တယ်သူ့ရဲ့အဓိကထူးခြားချက်ကဘာများဖြစ်မလဲ Pyrolapithecus ကလေလွန်ခဲ့တဲ့နှစ်73တန်းလောက်ကတည်းကသူတို့ဟာတစ်ကိုင်းဒီပေါ်မှာချင်းနေချောင်းနဲ့မတ်တရနိုင်စွမ်းရှိခဲ့တယ်လို့ယူဆရတယ်ဟင်းတစ်ကိုင်းပေါ်မှာဟုတ်တယ်တစ်ကိုင်းပေါ်မှာအများစုထင်သလိုမြက်ခင်းပင်လိုမြေကြီးပေါ်မှာစခဲ့တာမဟုတ်ဘဲနဲ့တစ်ပင်ပေါ်မှာစခဲ့တာအော်ဒါကတော့တော်တော်လေးအမြင်သစ်ပဲနော်ဟုတ်ကဲ့ချင်းနေချောင်းလမ်းကောင်ချင်းရဲ့မူလဇစ်မြစ်ကိုပြန်စဉ်းစားစေတဲ့အချက်တစ်ခုပေါ့တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်သူတို့မှတခြားလူမှုဆိုင်ရာစွမ်းရည်တွေကိုမရှိခဲ့ဘူးလားရှိခဲ့တယ်လို့ယူဆရတဲ့အချက်တွေရှိပါတယ်ဥပမာအချင်းချင်းရဲ့ခံစားချက်ကိုနားလည်ပေးနိုင်တာမျိုးပေါ့ empathy တို့ sympathy တို့ရဲ့အရေးအယောင်ဟုတ်ကဲ့ပြီးတော့ညဘလုံလုံချုံချုံနဲ့ကောင်းကောင်းအိမ်နိုင်ဖို့တစ်ပင်ထိပ်မှာအတိုက်ဆောက်တက်လာကြတယ်အတိုက်ဆောက်တာကအိတ်ဆက်ချင်းအတွက်ပေါ့ဟုတ်ကဲ့ကောင်းကောင်းအိတ်ဆက်ချင်းနာဦးနောက်ဖွံ့ဖြိုးမှုအတွက်အရေးကြီးတယ်လေနောက်တစ်ခုကအသိပညာမျှဝေတာအသိပညာမျှဝေတာဘယ်လိုမျိုးလဲအဲ့ဒါကဘယ်အသီးရွက်စားလို့ရတယ်ဘယ်ဟာရှောင်ရမယ်ဒါမှမဟုတ်စေဖတ်ဝင်တဲ့အပင်နဲ့ကြောင်းကိုမျိုးဆက်သစ်ကိုတင်ပေးတာမျိုးပေါ့ဒါကယဉ်ကျေးမှုရဲ့အစောဆုံးပုံစံတစ်ခုလို့ပြောနိုင်ပါတယ်ဆိုတော့အသိပညာလက်ဆင့်ကမ်းတာကိုချင်းစာတရားရှိတာမျိုးတွေကနှစ်တန်းချီပြီးကျမတို့သွေးထဲမှာပါလာတဲ့တဘောပေါ့နော်ဟုတ်ပါတယ်အဲ့ဒီနောက်ပိုင်းရာသီဥတုကပြောင်းလဲလာတော့အာဖရိကကိုပြန်ရောက်သွားတယ်ဆိုတော့ဘယ်လိုဆက်ဖြစ်သွားလဲဟုတ်ကဲ့ရာသီဥတုကပိုပြီးခြောက်သွေးလာတော့တစ်တော်တွေကျွန်းသွားတယ်မြက်ခင်းပင်တွေပိုကျဲလာတယ်အဲ့ဒီအချိန်မှာ Sahelanthropus လို့ခေါ်တဲ့ဒူမိုင်းပေါ့လွန်ခဲ့တဲ့နှစ်7တန်းလောက်ကနောက်ပိုင်း Australopithecus sediba လွန်ခဲ့တဲ့နှစ်2တန်းလောက်ကအဲ့ဒီလိုမျိုးစိတ်တွေပေါ်လာတယ်သူတို့ကမြေပြင်ပေါ်မှာပိုအသားကျလာပြီပေါ့ဟုတ်တယ်မြေပြင်ပေါ်မှာခြေနှချောင်းနဲ့ပိုကောင်းကောင်းရှောက်လာနိုင်တယ်ပြီးတော့အရေးကြီးတာကိရိယာသုံးဆွဲမှုစန်ဒီဘာလွတ်ထက်မှာပိုပြီးတိတာလာတယ်ဆိုလားဟုတ်ပါတယ်စန်ဒီဘာတို့ခေရောက်ကအသားလွှာဖို့ယူခွဲဖို့ကြောက်ဖြားချက်တွေကိုပိုပြီးစနစ်တကျသုံးလာကြတယ်အချင်းကနဲ့မတူတော့ဘူးပေါ့ဟုတ်တယ်ရင်းကအသေးကောင်ကျွေးငကြောင်လို့စားရကနေကိုယ်တိုင်ရှာဖွေတာဒါမှမဟုတ်အသေးကောင်ကနေအသားကိုပိုပြီးထိရောက်ရအောင်လုပ်တာမျိုးဖြစ်လာတာအဲ့ဒီအသားတွေအစီတွေစားလာတာဥနောက်အတွက်အရေးပါဟဲ့တယ်ပေါ့တိတိကျကျပါပဲအသားနဲ့အစီကရတဲ့အာဟာရတွေဥနောက်ရွယ်စားတိတိတသာကြီးထွားလာဖို့အကြီးရဲ့တွန်းဟာပေးခဲ့တယ်ဥနောက်ကြီးလာတော့လူမှုဆက်ဆံရေးတွေလည်းပြောင်းလဲလာမှာပဲနော်အဲ့ဒီလိုပါပဲလူမှုဆက်ဆံရေးပိုရှုပ်ထွေးလာတယ်စုံတွေဖွဲ့တာမျိုးတွေအုပ်စုတွင်အားပြိုင်မှုတွေပဋိပက္ခသဘောတရားတွေစလာတယ်တေဆုံရင်ကိုနားလဲလာတာမျိုးစစ်ပွဲရဲ့အစသဘောမျိုးတွေအထီးပေါ့အော်တော်တော်လေးအပြောင်းလဲတွေများခဲ့တာပဲဥနောက်ကြီးထွားမှုကတကယ်အလဲပြောင်းပဲဆိုတော့အဲ့ဒီကနေမှ Homo erectus စီကိုရောက်သွားတာလားဟုတ်ပါတယ် Homo erectus လွန်ခဲ့တဲ့နှစ်တိတတမန်လောက်ကပေါ်လာတယ်သူတို့ကတကယ်ကိုစုံဦးတီထွေးနေလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့သူတို့ကအာဖရိကတိုက်ကနေပထမဆုံးအကြိမ်ထွက်ခွာပြီးကမ္ဘာနီယာတော်တော်များများစီပြည့်နှံ့သွားဟဲ့လို့ပဲဟုတ်ကဲ့သူတို့ရဲ့ကိုခန္ဓာတိဆော့ပုံကလည်းခရီးဝေးပြေးလွှားပြီးအမဲလိုက်ဖို့ပိုပြီးတင်တော်လာတယ်ဒါပေမဲ့သူတို့ရဲ့အကြီးမားဆုံးတီထွင်မှုကတော့မီးကိုထိန်းချုပ်နိုင်ခဲ့တာပဲမီးကိုထိန်းချုပ်နိုင်တာအော်ဒါကတကယ်ကို game changer ပဲရှိမှာပဲเนาะအစအတော့အတွေ့ရောလူမှုဘဝအတွက်ပါအကြီးကြီးပြောင်းလဲတော့မှာတခြားတာပေါ့ချက်ပြုတ်စားတော့လာတော့အစာချရတာသူလွယ်တယ်အာဟာရပိုရလာတယ်အဲ့ဒီကနေပိုရှန်လာတဲ့စွမ်းရည်တွေကဥနောက်ကိုပို့ပြီးဖွံ့ဖြိုးစေခဲ့တာပေါ့ပြီးတော့မီးပုံဘေးမှာလူတွေစုဝေးရတာကလူမှုဆက်ဆံရေးကိုပို့ပြီးခိုင်မြဲစေတယ်ဟုတ်ကဲ့အလုတ်ခွဲဝေမှုတွေညံရည်အလိုက်ခေါင်းဆောင်မှုပုံစံတွေအမောအကဆောက်လုပ်တာတွေနောက်
ဇလန်းနဲ့ပြောပြတာမျိုးတွေဒီခေတ်မှာအားကောင်းလာတယ်ဒါတွေအားလုံးကရှုပ်ထွေးတဲ့လူဖွဲ့စည်းဖြစ်ပေါ်လာဖို့အခြေခံအုတ်မြစ်တွေပဲ အဲ့ဒီ Homo erectus ကနေမှကျမတို့ Homo sapiens တွေစီကိုဘယ်လိုဆက်ဖြစ်လာတာလဲ။ကြားထဲမှာတခြားလူသားမျိုးစိတ်တွေလည်းရှိသေးတယ်မို့လား ဟုတ်ပါတယ်ရှိခဲ့ပါတယ် Homo erectus ကနေနေရာဒေသလိုက်ကွဲပြားသွားပြီး Neanderthals တို့ Denisovans တို့လိုမျိုးစိတ်တွေကွဲထွက်သွားကြတယ်အာဖရိကမှာကြံခဲ့တဲ့အုပ်စုကနေတော့ Homo sapiens ကျွန်တော်တို့ရဲ့တိုက်ရိုက်ဖိုးပေးတွေပေါ်ထွန်းလာတာပေါ့ ။ဘယ်အချိန်လောက်ကလဲ အကြမ်းဖျက်အဖြစ်လွန်ခဲ့တဲ့နေသုံးတီတောင်နဲ့တရက်တောင်ကြားလောက်မှာပေါ်ထွန်းလာတယ်လို့ယူဆကြတယ် Homo sapiens ရဲ့အဓိကအားသာချက်ကဘာဖြစ်မလဲ။ဘာကြောင့်သူတို့ချိပဲနောက်ဆုံးမှရှင်တန်ကြံရစ်ခဲ့တာလဲ Homo sapiens ဒီမှာလေတိမြမှုစွမ်းရည် cognitive ability ပိုင်းမှာအကြီးကျယ်တိုးတက်လာခဲ့တယ် ။ဆိုလိုတာက စိတ်ကူးယဉ်ပြီးစဉ်းစားနိုင်စွမ်းရှုပ်ထွေးတဲ့ဘာသာစကားသုံးနိုင်စွမ်းသင်ခဲ့တဲ့တုံးပြီးဆက်သွယ်နိုင်စွမ်းနောက်အနုပညာဖန်တီးနိုင်စွမ်းဒီအများကြီးပိုကောင်းလာတယ် အဲ့ဒီစွမ်းရည်တွေကြောင့်ပေါ့ ဟုတ်တယ်အဲ့ဒီစွမ်းရည်တွေကြောင့်သူတို့ဟာပိုချီးမားတဲ့အုပ်စုတွေဖွဲ့နိုင်လာတယ်ပိုပြီးထိရောက်စွာပူပေါင်းဆောင်ရွက်နိုင်လာတယ်အသိပညာကိုလည်းပိုမြန်မြန်ဆင့်ဖွားနိုင်လာတယ် ။ဒါကြောင့်ပဲကမ္ဘာအနှံ့ကိုလျင်မြန်စွာပြန့်နှံ့သွားပြီးတခြားလူသားမျိုးစိတ်တွေကိုတဖြည်းဖြည်းနဲ့စားထိုးသွားနိုင်ကြတာပေါ့ ဒါဆိုကျမတို့လက်ရှိလူသားတွေဟာနှစ်တန်းချီတဲ့စင်ကဲဖြစ်စဉ်ရဲ့အဆုံးစွန်ရလက်အမွေစက္ကန့်တူတွေပေါ့နော် အဲ့ဒီလိုပြောနိုင်ပါတယ်လားအနစ်ချုပ်ရရင်ကျတို့တို့ဟာ Purolapithecus ရဲ့တပင်တက်နိုင်စွာစိရပါရဲ့ကိရိယာတုံးဆွဲမှုအစား Erectus ရဲ့မိကိုအတုံးချနိုင်မှုနဲ့လူမှုဖွဲ့စည်းပုံ Sapiens ရဲ့စိတ်ကူးဉာဏ်နဲ့ပါတာစကားစတဲ့အမွေညစ်ပေါင်းများစွာကိုတည်ဆောင်ထားကြသူတွေဖြစ် ဟုတ်ကဲ့ ကျွန်တော်တို့ဟာကမ္ဘာပေါ်မှာတူဦးတဲ့သောကြံရစ်တဲ့လူသားမျိုးစိတ်ဖြစ်လာခဲ့တယ်။ကွဲပြားမှုတွေရှိပေမဲ့မျိုးဗီဇအထင်ဆင်တူကြတယ်။အဲဒီရှေးဘိုဘဲတွေရဲ့အရင်တွေးတွေရှင်းတန်းလို့စိတ်တင်းယူလို့စိတ်တွေကကျွန်တော်တို့တူဦးချင်းစီရဲ့ထွေးသားထဲမှာတော့ကျွန်တော်တို့တိဆောက်ထားတဲ့လူဖွဲ့စည်းတွေထဲမှာပါအခုထိရှိနေတော့မယ် တကယ်ပဲရှေ့လျားပြီးအံ့ဩစရာကောင်းတဲ့စိတ်ဝင်စားစရာကောင်းတဲ့ခီးစံကြီးပါပဲဒီချက်တွေပေါ်မူတည်ပြီးစဉ်းစားကြည့်ဖို့ကတော့လေဒီနေ့ခေတ်ကျမတို့ရဲ့ဆုံးဖြတ်ချက်တွေအပြုအမူတွေကျမတို့လူဖွဲ့စည်းရဲ့တိဆောက်ပုံတွေထဲမှာဒီရှေးအောင်အငွေနှစ်တည်းရဲ့အရေးအယောင်တွေဘလောက်အထိရိုက်ခတ်နေသေးလဲလွှမ်းမိုးနေသေးလဲဆိုတာပါပဲ